ဘယ်ဟာကိုသွားပြီးထပ်ပေါင်အောင်မှာတော့ ဒါဟုတ်ပေါင်းဟာ ဘာကြီးတော့ ဟောဒါလေးချွတ်ပါဦးဒါဟုတ်ပြောတာနေရလဲဘာဟုတ်ပေါင်းnhìnသေးတာလေအရေးတယ်ငါရှိတာဒါလေးရှိတဲ့ဟာဒါဟုတ်ပေါင်းnhìnသေးတယ် ကဲမိုင်းဘာယူနေပြေးလာနော်ဟုတ်တယ် ဟာငါမင်းရောက်တယ်မတွေ့ဘူးဘယ်ရောက်လာလဲကွာငါမှတော့ဟိုနေ့ကလာတာလည်းမတွေ့ဘူးဟိုရင်တစ်ပတ်ကလာတာလည်းမတွေ့ဘူး ဘယ်အတွက်မှလဲငါညီမရင်သွားနေတာဟိုအိမ်မှာနေ3ရက်လောက်နေဖြစ်တယ်သူတို့အိမ်မှာတော့14 5ရက်လောက်တော့နေဖြစ်တယ်ကွာအကြိုက်လည်းမနေနိုင်ပါဘူးကွာဟိုညီမလည်းလင်းရတာကန်ဆိုးတယ်မင်းသိတဲ့အတိုင်းပဲလေကွာစားမယ်မတော့မယ်ဟိုရောက်တော့မှငါဈေးဘိုးတွေပါပေးအဲ့တော့မှသမင်းနေဟင်းတွေဝယ်ချက်ပြီးတော့ကောင်းမွန်လေးစားတာကွာ အော်မင်းရောက်မှမင်းညမောက်တာစားလို့တော့လို့ ဟုတ်တယ်အဲ့ဒါကြောင့်မလို့သွားနေရတာစိတ်မချလို့ရအောင်ဟေး ဒီပါကွာငါမှမင်းစီလာတိုင်းမင်းတို့တခါမှမတွေ့ဘူးဟိုအဲ့ဒါမင်းအိမ်တော့မှမလား တော့မလေး အဲ့ဒါငါတခါလိုက်ခဲ့မယ်တော့မှ ဟာကျမတို့ကပုံကျသွားမှာလေဒီညအိမ်မမအိမ်ဘူးလေရှင်ရလဲရှင်ညမတွေကကျမတို့သွားမှာစားတောက်ရမှာကိုလေးပေးမှာဒါတော့မမိဘူးလားမမိဘူးလား အေးတော့မှအိမ်ကိုသွားတယ်ဆိုတာအဝတ်စားလာလှဲတာကျမတို့ကပြန်သွားမှာညဟိုမှာအိမ်မှာ ညမေးဘူး အိမ်မေဟိုမှာ မလေးတော့ စားဖို့တောက် ပြန် ဖို့ သွား မရ မှာ ဘူး ပြန်သွားမှာမိမပြန်မှာသတိရတယ် ဟုတ်တယ်ဒါဆိုအိမ်မပြန်ဘူးပေါ့ ပြန်တော့ အော်မင်းတို့ကမဟုတ်လေမင်းညမအိမ်မှာတောက်ချောင်းနေမဲ့တူအိမ်ကပိုးနေတာလေဖုန်းကြောင့်လူလိုက်ပါလား ဆရာတို့ရဲ့တိုင်ပင်ထားတယ်မိုင်မရိုင်းနဲ့နော်စကားပြောတာကြည့်ပြောငါညီမလေးကစားမယ်မယ်တောင်းမယ်ဖြစ်နေလို့အင်မတန်လင်ကန်ဆိုးပါတယ်ကွာငါညီမလည်းဘလို့လေမျိုးယူထားရလဲမသိပါဘူးကွာ တော့ပါပြီကွာအဲ့လောက်ကြီးလည်းပြောမနေပါနဲ့မင်းအိမ်လည်းငါမလိုက်တော့ပါဘူးသွားကြရှိတာ ပြီးရောဟဲ့မင်းမလိုက်တော့ဆိုဘယ်လိုက်တာလဲပြော မဟုတ်လေငါဟိုရောက်မှလမ်းခွဲသွားမှလေ ကြီးလီရလာမလို့နဲ့လမ်းခွဲမှာသိကြရင်နော် အေးပါမလိုက်ပါဘူး ပြီးရော သွားပါ ဒါဒီမှာတော်တော် ကိုတော့လက်အကိုတို့ကလေတကယ်ပြန်သွားတာဟုတ်ရဲ့လား ဩနေရလဲဟဲ့ငါကိုယ်တိုင်ဘေးရွက်ပေါ်တင်ပေးလိုက်တာတကယ်ပြန်သွားတာ ဟုတ်ဆိုရင်